ဒီနေ့ကတော့ကိုယ်တိုင်လုပ်တဲ့ဂိမ်းလေးကိုကိုယ်တိုင်မောင်းပြမှာဖြစ်ပါတယ်အဲ့တော့ဒီဂိမ်းလေးရဆိုလို့ဆိုရင်ဒါ highway လမ်းမောင်းတဲ့ဂိမ်းလေးပေါ့နော်အဲ့တော့ဒီဂိမ်းလေးကိုကိုယ်တိုင်ရေးထားတာကိုယ်တိုင်ရေးထားတဲ့ဂိမ်းလေးကိုကိုယ်တိုင်မောင်းပြမှာပေါ့နော်အဲ့တော့ဒီဂိမ်းမှာဆိုရင် screen 2ခုပါတယ်အဲ့ဒါတော့ပထမတစ်ခုပေါ့နော်အဲ့တော့ပထမလမ်းကြောင်းအဲ့တော့ဒုတိယလမ်းကြောင်းကဘာမှပါလဲဆိုလို့ဆိုရင်ဒီမှာပေါ့နော် city မြို့ဒါကတော့မြို့ပေါ့ဒီလမ်းရဲ့နော်အဲ့တော့ပေ100လောက်မှာထားတယ်ပေါ့နော်အဲ့ဒီမှာဒီမြို့လေးထားတယ်အဲ့ဒီမြို့လေးနဲ့ဒီလမ်းလေးနဲ့ပေါ့နော်အဲ့တော့နှစ်ခုကိုချိတ်ဆက်ပြီးတော့မှမောင်းပြမှာပေါ့နော်အဲ့တော့ဒီထဲမှာကားကိုအတန်နဲ့ထည့်ပေးထားတယ်ပေါ့နော်အဲ့တော့အတန်လေးထည့်ပေးလိုက်မယ်အဲ့တော့ဒီကားလေးကိုဒါမောင်းပြမှာပေါ့နော်ကားကြာလာပြီစနိုးပါပဲเนาะအဲ့တော့စာမောင်းပြီပေါ့နော်အဲ့တော့ကိုယ်တိုင်လောက်ထားတဲ့ဂိမ်းလေးကိုကိုယ်တိုင်မောင်းနေပေါ့နော်စောကအမျိုးလေးရောက်လာပြီပေါ့နော်အဲ့တော့မျိုးကပေ100လောက်မှထားတာဆိုတော့အဲ့တော့ကားတန်ကိုကဒါဟိုစားဒေါင်းလို့ဆိုရတာအတားတိတ်အစမပြေဘူးပေါ့နော်အဲ့တော့နောက်ပိုင်းအစင်ပြေတဲ့เนาะအတန်ဖိုင်လေးရွေးပြီးတော့မှရှောင်းမယ်ပေါ့နော်ဒါက highway လမ်းပေါ့နော်အဲ့တော့ highway လမ်းကိုဒါရန်ကုန်ကနေပြီးတော့မှတောင်ကြီးထိမောင်းမှာပေါ့နော်မောင်းတဲ့ဂိမ်းလေးလုပ်ပေးထားတယ်လမ်းမှာကရှုခင်းတွေထည့်အောင်ရှုခင်းနှစ်ခုပဲဒါဂိမ်းလုပ်တော့ထည့်ပြထားတယ်ပေါ့နော်အဲ့တော့နောက်ထပ်ရှုခင်းတွေတောတောင်ရီမီเนาะတရားတွေထည့်ရမယ်လေအဲ့တော့မှောက်သွားတဲ့အတွက်ကြောင့်ကိုပြန်ပြီးတော့မှပြန်မောင်းရမယ်အဲ့တော့ဒီလိုဂိမ်းမျိုးလေးတွေလုံးချင်တယ်ဆိုတော့ဆင်ရင်ဒါ AMD မှာတက်လို့ရမယ်AMD မှာဂိမ်းအသေးစားလေးရနေပြီးတော့မှဒီလိုမျိုး 3D ဂိမ်းအကြီးစားလေးအထိပေါ့နော်အဲ့တော့တက်ရမယ်ပြီးတော့ဆိုရင်အဖွဲလိုက်လေဒါ project တွေလုပ်ရမယ်ပေါ့နော်အဲ့တော့မျိုးလေးကိုလည်းဒါ1မိုင်ကြား2မိုင်ကြားလောက်လေးတွေထည့်ထားတယ်ဒီတက်ကောင်းလည်းမိုးလေးတွေထည့်အောင်ပဲပေါ့နော်ဒါကတော့ဒါဖုန်းလေးမှာဆောလို့ဆိုရင်မထည့်အောင်လို့เนาะအဲ့တော့နှင်းလေးတွေเนาะအဲ့တော့မြူကိုလေးတွေချထားပြီးတယ်ပေါ့နော်ဒါနောက်ခံကြည့်ရတဲ့အခါမှာဒီကစားလို့ဆိုရင် line လေးတွေမလတ်သွားအောင်အဆင်ပြေအောင်ဆိုပြီးတော့မှmemory ကို short တယ်လောက် short လိုက်အောင်ဒါပေါ့မြူကိုလေးတွေထည့်ပေးထားတယ်ပေါ့နော်နောက်ဆိုလို့ဆိုရင်ဒါနေသားတာတို့မိုးရွာတာတို့မဟုတ်တာတို့ဒါတွေပါထည့်ဖို့လည်းရှိတယ်ပေါ့နော်နောက်ဂိမ်းလေးဆိုလို့ဆိုရင်ဒါတနက်ပြည့်ဂိမ်းလေးတွေလည်းလောက်ဖို့အစီအစဉ်ရှိတယ်ပြီးတော့ဆိုရင်ဒါ1 versus 1ပေါ့နော်တိုက်ခိုက်ရေးဒီလိုဂိမ်းမျိုးလေးတွေလည်းဒါလုပ်ဖို့ရှိတယ်ပေါ့နော်လောဆယ်ကတော့ offline နဲ့လုပ်တာပဲရှိသေးတယ် online ချိန်ဖို့အတွက်ဆိုလို့ဆိုရင်ဒါဝယ်သုံးရတာပေါ့နော်စာပါကြီးတွေလည်းဝယ်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့ online တော့မလုပ်ဖြစ်သေးဘူး offline နဲ့ပဲလုပ်ဖြစ်သေးတယ်ပေါ့ဂိမ်းမျိုးလေးတွေရေးကျင်းတယ်ဆိုလို့ဆိုရင်တော့เนาะဒါ AMD မှာတက်လို့ရပြီဒါ AMD မှာတက်ရင်လည်းဒါ project လေးတွေကိုယ်တိုင်ရေးနိုင်မယ်အုပ်စုဖွဲ့ပြီးတော့မှဒါအဖွဲလိုက် project လေးတွေရေးနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီလိုဂိမ်းလေးတွေကိုဖန်တီးရတာဝါသနာပါတဲ့ကလေးလေးတွေအတွက်ပေါ့နော်အဲ့တော့ပို့ပြီးတော့မှအဆင်ပြေပါဖြစ်ပါတယ်